လုံးနဲ့မိုးတွေဆူရွှဲနေတာပဲထပ်ဖို့တော့မရသေးဘူးမိုးတွေရွာနေဟာမပြောတော့ကျွန်တော်မိုးရသည်ဖန်ခီးစဉ်လေးတခုစတင်ထွက်ခွာခဲ့ပါတယ်စတင်ထွက်ခွာတဲ့အတိုင်းပဲမြင်းတဲ့အတိုင်းပဲကျွန်တော်အိမ်ကနေသွားတာရန်ကုန်မြို့ကရေတွေအရန်ကြီးနူရေထဲမှာလမ်းလျှောက်ပြီးတော့ကျွန်တော်အမားတွေလာခေါ်မဲ့အချိန်ကိုကျွန်တော်စောင့်နေတယ်သူတို့ရှိရောက်ပြီးတော့ကျွန်တော်မနက်9 နာရီထိုးပေါ့ကျွန်တော်စေကန်သူတို့စေကန်အနေမှာကျွန်တော်ဖန်ကိုစသွားမှာပဲဖြစ်ပါတယ်ပစ္စည်းတွေကတော့နောက်မှမြင်းတဲ့အတိုင်းပဲအများကြီးပဲဘာတွေမှလည်းမသိတော့ကျွန်တော်ခုမနက်6 နာရီထိုးလောက်အမြန်လမ်းပေါ်စတက်ပါပြီအမြန်လမ်းဖျားကြီး39မိုင်နေပေါ့ကျွန်တော်ဖန်အောင်သွားမှာပဲဖြစ်ပါတယ်မနက်ခင်းတလန်းလုံးကတော့မြင်တဲ့အတိုင်းပဲရာသီဥတုကအုံမိုင်းမိုင်းနဲ့လုံးဝ perfect ဖြစ်နေတဲ့အနေအထားမျိုးနဲ့ကျွန်တော်ကားမောင်းတာကျွန်တော်တို့ကတော့လုံးဝအဆင်ပြေပါတယ်ကားအော်မှာတော့ကျွန်တော်တော့မောင်းလိုက်ဘေးနားမှာသူတို့လင်းများတော့ညနာပြောင်းလိုက်ပေါ့ကျွန်တော်တလန်းလုံးမောင်းလာရင်းနဲ့ကျွန်တော်မနက်စာအိုးဖျားကြီး39မိုင်မင်္ဂလာပါမှာကျွန်တော်တို့ဝင်စားခဲ့ပါတယ်ဖျားကြီးမှာမနက်စာစားပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးခီးထွက်ခဲ့ပါတယ်ပထမအဦးဆုံးစစ်ဆေးဂိတ်အနေနဲ့ညောင်ခါရွှေစစ်ဆေးဂိတ်မှာစတင်တန်းစီရပါတယ်ကျွန်တော်တို့အင်စီကဖြစ်တဲ့အတွက်အကြာကြီးမတန်းစီခဲ့ရပါဘူးကျွန်တော်တို့အဲ့လိုနဲ့ဆက်လက်ပြီးခီးထွက်ခဲ့တာကျွန်တော်တို့စစ်တောင်းတရားမုတ်ပလင်ကိုရောက်ခဲ့ပါတယ်တလန်းလုံးစစ်ဆေးဂိတ်တွေရှိပေမဲ့လည်းဘယ်သွားမယ်ဘယ်ရလာတယ်လို့သူတို့ကတော့စစ်ဆေးမေးမြန်းတာမျိုးရှိပါတယ်ကျွန်တော်တို့အဲ့လိုနဲ့ပဲဆက်မောင်းလာရင်းနဲ့ဘီလင်းကျိုးနေတဲ့တရားတလန်းမောင်းဖွင့်ပေးထားတဲ့တရားမှာကျွန်တော်တို့15 မိနစ်တော့အကြာကြီးစောင့်လိုက်ရပါတယ်။ကြာကြီးစောင့်လိုက်ရတော့ကားပေါ်မှာတော်ကီထူးကြပြင်းတဲ့လူရတဲ့ပြင်းအိတ်ချင်တဲ့လူရတဲ့အိတ်ချင်မိုးအေးအေးနဲ့ကျွန်တော်တို့အကြာကြီးစောင့်ခဲ့ပြီးတော့မှကျွန်တော်တို့တထုံကိုရောက်ရှိခဲ့ပါတယ်။ကျွန်တော်တို့တထုံကနေမှကျွန်တော်တို့ကဖန်အန်မော်လမြိုင်လမ်းခွဲရှိတဲ့ဟာကိုကျွန်တော်တို့ကဖန်အန်ဘက်ကိုသွားမှဖြစ်တဲ့အတွက်ဖန်အန်ဘက်ကိုဥတီပြီးတော့ကျွန်တော်တို့ဆက်လက်မောင်းလာခဲ့ပါတယ်ဖန်အန်ဘက်ကိုစတင်လာတာနဲ့ကျွန်တော်တို့အရင်ဆုံးတန်လွင်တရားဖန်အန်ကိုကျွန်တော်တို့ဖြတ်ကူးခဲ့ရမှာဖြစ်ပါတယ်အရန်မူအေးအေးလေးနဲ့ရာသီဥတုကတော့ကိုယ်ပမာပါနေတဲ့အတိုင်းပါပဲဖန်အန်ရောက်ပြီဆိုတာနဲ့တစ်ပင်တွေကလည်းစိမ့်လန်းဆူပြေးနေတာပါပဲကျွန်တော်တို့အဲ့လိုနဲ့ဖန်အန်အဝိုင်းကိုကျွန်တော်တို့ရောက်ခဲ့ပြီးတော့ကျွန်တော်တို့ခီးဆက်ခဲ့ပါတယ်အဲ့လိုနဲ့တလန်းလုံးမိုးကအိုးမိုင်လေးနဲ့တောင်တန်းစိမ့်လေးတွေနဲ့တော့လုံးဝတဘာဝပကြီးကားတစ်ချက်လိုပါပဲဗျာဇွဲကပင်တောင်ချီရင်ကနေမြင်ရတဲ့ဇွဲကပင်တောင်ကလည်းအရန်လှပြီးပကြီးကားတစ်ချက်လိုပါပဲအဲ့လိုနဲ့ကျွန်တော်တို့တောင်ကြားလန်းနေကျွန်တော်တို့မြို့ရှောင်းလန်းတွေကိုကားနဲ့ရှောက်ပတ်ပြီးတော့ကျွန်တော်တို့တဲမဲ့ဟိုတယ်ကိုကျွန်တော်တို့လိုက်ရှာပါတယ်ရန်ကုန်နေကျွန်တော်တို့တဲမဲ့ဟိုတယ်ကိုမစုံစမ်းခဲ့တဲ့အတွက်ဒီရောက်မှဟိုဟိုတယ်ရှာဒီဟိုတယ်ရှာနဲ့ကျွန်တော်တို့လိုက်ပတ်ရှာနေရတာပဲဖြစ်ပါတယ်တဲလိုက်ရှာရင်းနဲ့ကျွန်တော်တို့ဘိုက်စာတို့နေ့လယ်စာတော့ဆမ်မတူဆိုတဲ့ကျွန်တော်တို့ထမင်းဆိုင်မှာကျွန်တော်နေ့လယ်စာစားခဲ့ပါတယ်ကျွန်တော်တို့နေ့လယ်စာထမင်းစားပြီးတော့မြို့ပြင်ဘက်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ခြိတက်ခဲ့ပါတယ်ကျွန်တော်တို့အခုချိန်ထိတဲဖို့ဟိုတယ်ကိုမရသေးပါဘူးအဲ့ဒါနဲ့ကျွန်တော်တို့အရန်တဲကျင်တဲ့ဇွဲကပင်တောင်ကြီးမှာရှိတဲ့ဇွဲကပင်ပလီ resort မှာကျွန်တော်တို့အခန်းရမလားဆိုပြီးတော့နောက်တစ်ခါထပ်ပြီးတော့ဇွဲမလျှော့ဘဲနဲ့သွားခဲ့ပါတယ်reception မှာသွားမိတာတော့အခန်းကတော့ဒီနေ့ကနေစပြီးတော့လာကုန်တဲ့အထိအခန်းလုံးဝမရဘူးဆိုတော့ကျွန်တော်တို့လုံးဝလက်လျှော့ပြီးတော့ကျွန်တော်တို့ဟိုတယ်ကနေပြန်ပြီးထွက်ခဲ့ပါတယ်ဟိုတယ်ကနေထွက်ပြီးတော့ကျွန်တော်တို့လုံမီဥယျာဉ်ပချမ်းကိုကျွန်တော်တို့ဆက်ပြီးတော့မောင်းနေလာခဲ့ပါတယ်လုံမီဥယျာဉ်ထဲမှာကျွန်တော်တို့ပထမဆုံးသတိထားပြီးတွေ့တဲ့အရာတော့ကေဘယ်ပဲဖြစ်ပါတယ်ကေဘယ်စီးဖို့အတွက်ကျွန်တော်တို့ကေဘယ်သွားစီးဖို့အတွက်ကျွန်တော်တို့စေရင်တော့ပေးပါတယ်ဒါပေမဲ့မိုးတွေအရန်တဲနေလို့ကေဘဲမထွက်ဘူးလို့ပြောပါတယ်အဲ့ဒါနဲ့စိတ်လျှော့ပြီးတော့ကျွန်တော်တို့တောင်ကြားလမ်းဘက်မှာတပ်ပုံရိုက်မှုအတွက်လာခဲ့ပါတယ်တောင်ကြားလမ်းရောက်တော့လဲမိုးတွေအရန်တဲကြီးမဲကြီးရွာနေပေမဲ့လဲအဲ့လိုနဲ့ဖန်မျိုးတွေကိုကျွန်တော်တို့ပြန်လာပြီးတော့ဖန်သီရီဟိုတယ်ဆိုတဲ့ဟိုတယ်မှာကျွန်တော်တို့တဲဖို့အတွက်ရခဲ့ပါတယ်ဒါကတော့ဟိုတယ်မှာမြင်ရတဲ့ရေကူးကန်နဲ့ဟိုတယ်ရှီယာတောင်ရှုခင်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်နေမဲ့အခန်းပဲဖြစ်ပါတယ်ကျွန်တော်သူများလင်မယားကြားထဲကိုလိုက်ပြီးတော့အပေါ်မဲ့နေတဲ့အတွက်ကျွန်တော်တယောက်တည်းနေရမယ့်အခန်းပါအခန်းအရန်ကျင်နေလို့ကျွန်တော်တယောက်တည်းနေရမှာအရန်ပြင်းဖို့ကောင်းတာပဲအဲ့လိုနဲ့ကျွန်တော်ရေချိုးကောင်းလျှော်ပြီးတော့ကျွန်တော်စပြီးတော့အပြင်သွားဖို့အတွက် fashion စဖြုတ်ပါပဲ
ဒါကတော့ကျွန်တော်ရဲ့ fashion ပါကျွန်တော် fashion ဖြုတ်ပြီးတော့ကျွန်တော်ပဲပေးပါတယ်ခုလိုမျိုး Y2K အထားနဲ့ကျွန်တော် open ကြည့်တယ်ဒီဘက်ကြည့်တယ်ရှေ့လျှောက်တယ်နောက်လျှောက်တယ်ကျွန်တော် item တွေခံပဲပေးပါတယ်ကျွန်တော်ပဲပေးပြီးတော့ hotel ဝန်းထဲမှာတပ်ပုံလိုက်ပြီးတော့ပဲရိုက်ပါတယ်တပ်ပုံရိုက်ပြီးတာနဲ့ကျွန်တော်တို့အပြင်ထွက်ခဲ့ပါတယ်ဒါကတော့ကြောက်ကလပ်သွားတဲ့လမ်းမှာကျွန်တော်တို့ကြောက်ကလပ်မှာအမှတ်တရတပ်ပုံရိုက်ပြီးတော့ဖျားဖူးမယ်ဆိုပြီးသွားခဲ့တာဒါပေမဲ့ကြောက်ကလေးရောက်မှပဲမိုးကတဲကြီးမဲကြီးထပြီးတော့ရွာလာပါတယ် ကိုလုံးနဲ့မိုးတွေဆူရွှဲနေတာပဲထပ်ဖို့တော့မရတဲ့မိုးတွေကရွာနေဟာမပြောတော့ ဒါကတော့မိုးရွာလို့ဆိုပြီးကားပေါ်ပြေးတက်လာတဲ့လင်မယားဖြစ်ပါတယ်ကျွန်တော်တို့လည်းမိုးရွာတာနဲ့ကျွန်တော်တို့တခြားတနေရာထပ်သွားမယ်ဆိုပြီးတော့ကားမောင်းပြီးတော့မြို့ပြင်ဘက်ကိုဆက်ပြီးတော့ထွက်ခဲ့ပါတယ်အခုရောက်တဲ့နေရာကတော့ထွတ်တိုင်ဆိုတဲ့ရေကန်ဖြစ်ပါတယ်ဒီရေကန်ရောက်မှာပဲမိုးတိတ်သွားလို့ကျွန်တော်တို့လှတက်ပုံတွေပါရိုက်ပြီးတော့ငားလေးတွေအစာကျွေးရှုကင်းတွေတဝါကြီးခန်းစားပြီးတော့လေကောင်းလေတန်းလေးရှုလိုက်ပါတယ်ပြီးတော့ဖအန်ညာစီရှောက်ဝဲဆိုပြီးတော့ထွက်လာခဲ့တာမိုးရီအရန်သေးကြီးမဲကြီးရွာနေလို့ဖအန်ညာစီလည်းမပတ်လဲရဘဲနဲ့ဖအန်ညာစီနာမှာရှိတဲ့ကိုရီးယားအမှုဆိုင်မှာပဲညစာစားပြီးဟိုတယ်ပြန်ခဲ့ပါတယ်ဟိုတယ်လေးရောက်လဲရောက်ကောကျွန်တော်တနေ့ကုန်မိုးမိထားလို့နာစီးပါပြီနာစီးနေလို့အဲကွန်လည်းမလျှော့ပါဘူးအဲကွန်လည်းဆက်ချောက်ထားပါတယ်ဟိုတယ် reservation သွားပြီးတော့စီးသွားတောင်းနေတာပါဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်